Hello အားလုံးပဲမင်္ဂလာပါရှင်အခုကတော့ပေါ့နော်စက်ရုံတွေမှာကိုလှုပ်စမားတဲ့ခါကြားလို့ရှိရင်ပေါ့နော်လှုပ်သွားလျှောက်တဲ့ခါကြားလို့ရှိရင်ပြောလို့ရမယ့်ဟာလေးတွေတင်ပေးပါမယ်ရှင်ဥပမာရှိအလိုက်တဲ့ရှိအလိုက်ဆိုလို့ရှိရင်ကိုနာမည်မေးတာပေါ့နော်နာမည်ဘယ်လိုခေါ်လဲပေါ့နာမည်ဘယ်လိုခေါ်လဲဆိုရှင်ကိုနာမည်ကိုပြန်ပြောရမှာပေါ့နော်အဲမျိုးယောက်ျားလေးဆိုခပ်အမျိုးဥပမာကြော်နိုင်ဆိုလို့ရှိရင်ကြော်နိုင်ခပ်မင်းကလေးဆိုလို့ရှိရင်နှင်းဖြူဆိုလို့ရှိရင်လည်းနှင်းဖြူပေါ့နော်နှင်းဖြူခါအဲ့လိုမျိုးပဲပြန်ပြောရမှာပေါ့နော်အာယူထောက်လိုက်အသက်ဘယ်လောက်ရှိပြီလဲတဲ့အဲ့တော့အသက်ဘယ်လောက်ရှိပြီလဲဆိုလို့ရှိရင်မင်းကလေးဆိုလို့ရှိရင်25ခါအဲ့ဆို25ပါရှင်ယောက်ျားလေးဆိုလို့ရှိရင်25ခါအဲ့လိုမျိုးပြောရပါမယ်ရှင်ခေทำงานที่ไหนအဲ့ဒါတော့ဘယ်မှာအလုပ်လုပ်ဖူးလဲပေါ့နော်ကိုလုပ်ဖူးတဲ့နေရာကိုပြောရမှာပေါ့နော်ထိုက်လို့လည်းပြောရမယ်နော်ဒါဆိုလို့ရှိရင်ทำงานโรงงานอะไรมาทำงานโรงงานอะไรมาဆိုလို့ရှိရင်ဘယ်စက်ရုံလုပ်ပြီးတော့လာတာလဲပေါ့နော်ဘယ်စက်ရုံလုပ်ဖူးလဲပေါ့မေးတာပေါ့နော်ကိုအရင်ကလုပ်ဖူးတဲ့စက်ရုံကိုဖြေရမှာပေါ့နော်ဒါဆိုလို့ရှိရင်พี่น้องกี่คนพี่น้องกี่คนမေးလို့ရှိရင်လေမောင်နှမဘယ်နှယောက်ရှိလဲလို့မေးတာသူကဥပမာကိုမှ3ယောက်ဆိုလို့ရှိရင်3ယောက်ပေါ့နော်3ခေါင်ခါ3ခေါင်ခါအဲ့လိုမျိုးပြန်ဖြေရပါမယ်ရှင်ဖာယူที่ไหนအခုလက်ရှိနေတဲ့နေရာကိုမေးတာပေါ့နော်ဖာယူที่ไหนဆိုတော့ဥပမာခုမဟာချိုင်ဆိုလို့ရှိရင်မဟာချိုင်ပေါ့နော်မဟာချိုင်ဝီလာဆိုလို့ရှိရင်ဝီလာပေါ့နော်အဲ့လိုမျိုးဖြေရပါမယ်ရှင်ဒါဆိုလို့ရှိရင်ไปทำงานข้อนอกได้ไหมไปทำงานข้อนอกได้ไหมဆိုလို့ရှိရင်အပြင်မှာသူတို့ခေါ်သွားလို့ရှိရင်အပြင်မှာလို့သွားလို့ရှိရင်ခေါ်သွားလို့ရလားအဲ့လိုမျိုးမေးတာပေါ့နော်ကိုရရင်လည်းရတယ်မရရင်လည်းမရဘူးတခါရလို့ရှိရင်သူတို့ညာအိတ်ပေါ့နော်ခေါ်သွားတာတဲ့အမျိုးဒါဆိုလို့ရှိရင်ပတ်စံပို့ရတာပေါ့နော်ကိုရရင်လည်းရတယ်မရရင်လည်းမရဘူးပေါ့နော်ပြန်ဖြေရရင်လည်းได้ครับအဲ့လိုပြန်ဖြေရမှာပေါ့နော်မရဘူးဆိုလည်းไม่ได้ค่ะအဲ့လိုပြန်ဖြေရမှာပေါ့နော်มีเมียไหมมีแฟนไหมအဲ့လိုမျိုးမေးလို့ရှိရင်ကိုကမိန်းမရှိပြီလားကိုရီးသားရှိလားလို့သူကမေးမှာပေါ့နော်မေးမှာပေါ့နော်มีแฟนไหมအမျိုးมีเมียไหมအမျိုးမေးလို့ရှိရင်လေကိုကတော့မိန်းမရှိလို့ရှိရင်มีแล้วครับมีครับအမျိုးပြန်ဖြေရမှာပေါ့နော်ဒါဆိုလို့ရှိရင်มีลูกไหมခလေးရှိလားတဲ့มีลูกไหมအဲ့လိုမျိုးမေးလို့ရှိရင်ခလေးရှိလားလို့မေးတာနော်အဲ့ဆိုလို့ရှိရင်ကိုမရှိလို့ရှိရင်ရှိတယ်มีครับအဲ့တော့မရှိဘူးဆိုလည်းไม่มีครับအမြင်ပြန်ဖြေရမှာเนาะဒါဆိုလို့ရှိရင်มีลูกกี่คนဆိုလို့ရှိရင်ကိုမခလေးဘယ်နှယောက်ရှိလဲကိုမခလေးဘယ်နှယောက်ရှိလဲလို့မေးတာအဲ့ဆိုလို့ရှိရင်ဥပမာ2ယောက်ဆိုလို့ရှိရင်2ခေါင်အမျိုးသူမေးတာပေါ့เนาะใช้เครื่องไปไหมနောက်တစ်ခုอ่ะပေါ့เนาะใช้เครื่องไปไหมဆိုလို့ရှိရင်ဆက်သုံးတာလားပေါ့နော်ဆက်တွေပါတွေဟိုသုံးဖူးလားပေါ့နော်ဆက်နဲ့လို့ဖူးလားလို့မေးတာပါရှင်ကိုဆက်ကြိုက်ဖူးလားပေါ့ဥမာဟိုဖျားဆက်တို့ဖောက်ဆက်တို့ပေါ့နော်ကိုလို့ဖူးလို့ရှိရင်လို့ဖူးတယ်ခေချိုင်အဲ့လိုမျိုးပြန်ဖြေရမှာပေါ့နော်ကိုမလို့ဖူးဆိုလို့ရှိရင်လည်းမခေချိုင်အဲ့လိုပေါ့နော်ပြန်ဖြေရပါမယ်ရှင်มีล้อไหมဆိုလို့ရှိရင်သူကဟိုပေါ့ကိုမကားရှိလားဟိုဆိုင်ကယ်ရှိလားပေါ့နော်ပြန်ဖြေရမှာတခုခုပေါ့နော်အဲ့ဒါมีล้อไหมဆိုလို့ရှိရင်လည်းရှိတာပေါ့နော်มีครับมีมอเตอร์ไซค์ဆိုင်ကယ်ရှိတယ်ဆိုလည်းมีมอเตอร์ไซค์ครับအဲ့လိုမျိုးဖြေရမှာနော်ကားရှိလို့ရှိရင်လည်းมีล้อยองအဲ့လိုမျိုးပြန်ဖြေရမှာပေါ့နော်အမเคทำงานเกี่ยวกับไฟไหมเคทำงานเกี่ยวกับไฟไหมဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်လျှက်စစ်မီးနဲ့ပတ်သက်တဲ့အလုပ်ကိုလုပ်ဖူးလားပေါ့နော်အဲ့ဒါမေးတာပါရှင်လျှက်စစ်မီးနဲ့ပတ်သက်တဲ့အလုပ်ဆိုလို့ရှိရင်ဟိုပါပေါ့နော်electronic စက်ရုံတွေမီဒီယိုတွေနဲ့ကိုလုတ်ဖူးတဲ့နေရာကိုသူကမေးတာပေါ့နော်လုတ်ဖူးရင်လည်းလုတ်ဖူးတာပေါ့နော်ခေထမ်လုတ်ဖူးလဲဆိုလို့ရှိရင်မလုတ်ဖူးဘူးဆိုလို့ရှိရင်ไม่ခေထမ်ครับအဲ့လိုမျိုးပြန်ဖြေရပါမယ်ရှင်ဒါဆိုလို့ရှိရင်กินเหล้าไหมกินหมาไหมกินบุหรี่ไหมดูบุหรี่ไหมအဲ့လိုမျိုးပြန်သူမေးမှာပေါ့နော်ဒါဆိုလို့ရှိရင်กินเหล้าไหมဆိုလို့ရှိရင်အရက်တောက်တာလားပေါ့နော်ကိုမတောက်တာဘူးဆိုရင်ไม่กินครับအဲ့လိုမျိုးกินหมาไหมဒါဆိုလို့ရှိရင်ကွန်ဆာလာပေါ့နော်ကွန်ဆာလာဆိုလို့ရှိရင်ကိုစားတာလို့ရှိရင်လည်းစားတာတာပေါ့နော်စားတာလို့ရှိရင်တော့กินครับစားမတာဘူးဆိုလို့ရှိရင်ไม่กินအဲ့လိုပြန်ဖြေရမှာပေါ့ดูบุหรี่ไหมအဲ့ဒါดูบุหรี่ไหมဆိုလို့ရှိရင်ကိုဆလိတ်တောက်လာပေါ့နော်ဆလိတ်တောက်တာလားလို့မေးတာပါရှင်ကိုမတောက်ဘူးဆိုလို့ရှိရင်ไม่ดูครับအဲ့လိုပြန်ဖြေရပါမယ်ရှင်ใส่รองเท้าไซส์อะไรอันนี้รองเท้าไซส์อะไรဆိုလို့ရှိရင်ဖနာကိုရဲ့ဖနာ size ကိုမေးတာပေါ့နော်ကိုရဲ့ဖနာ size ကဘယ်လောက်လဲတဲ့အဲ့လိုမျိုးကိုဥပမာကိုကတော့40စီးလို့ရှိရင်40ครับ39ဆိုလို့ရှိရင်39ครับအဲ့လိုမျိုးပြန်ဖြေရပါမယ်ရှင်ใส่เสื้อใส่อะไรครับအဲ့မျိုးသူမေးလို့ရှိရင်လေใส่เสื้อใส่อะไรဆိုလို့ရှိရင်ကိုရဲ့ဝတ်တဲ့အင်ဂျီ size ကိုမေးတာပေါ့နော်ဒါဆိုလို့ရှိရင်ကိုက HL
ကိုက HL ဆိုလို့ရှိရင် HL ပေါ့နော်ဟို L size ဆိုလို့ရှိရင် L size ပေါ့နော်ဒါဆိုလို့ရှိရင်ကိုဝရတဲ့ size ကိုပြန်ဖြေရပါမယ်ရှင်ဒါနောက်ပြီးလို့ရှိရင်1နှစ်3လေးကိုသူတို့ထိုင်းလို့နဲ့30အထိပေါ့နော်ကိုရေခိုင်းတာပေါ့နော်ဒါဆိုလို့ရှိရင်ရေပြပါမယ်ဥပမာကိုကတဲ့ဆိုလို့ရှိရင်တဲ့2 3 4 5 6 9 10 9 10ဟုတ်လားအဲ့ဆိုလို့ရှိရင်မြန်မာလူနဲ့ဟိုသူကထိုင်းလူနဲ့ဒါကိုပေးရေခိုင်းတာပေါ့နော်1 2 3 4 5 6 7 8 9 10အဲ့လိုမျိုးပြန်ဖြေရမှာပေါ့နော်ဒါတော့လေ့ကျင့်ထားဖို့လိုတာပေါ့နော်တင်းတင်းတက်ကနေပြီးတော့30အထိသူရေခိုင်းတာပေါ့နော်နောက်ပြီးလို့ရှိရင်ကိုယ့်ရဲ့မွေးသက်ကလေးကိုထိုင်းလို့နေသူကမေးတာပေါ့နော်ဖော်စော်အလိုက်ဆိုလို့ရှိရင်မွေးသက်ကလေးကိုမေးတာပါရှင်ဥပမာကိုက1990ဟို6လပိုင်းဥပမာ9ရက်နေ့ဟိုပြန်ပြောချင်တယ်ဆိုလို့ရှိရင်1990ဆိုလို့ရှိရင်1990ဆို1991ဆိုလို့ရှိရင်1991အမျိုး1989ဆိုလို့ရှိရင်1989အဲ့လိုပြန်ဖြေရပါမယ်နော်ဒါဆိုလို့ရှိရင်မွေးတက်ကလေးဟိုပါပေါ့နော်ကိုကသူ့ကိုပြောတာလို့ရှိရင်ဟိုပါပေါ့နော်ဆင်ပြေတာပေါ့နော်သူတို့ဒီကဒါတွေမေးတာတာပေါ့နော်အဲ့လိုမျိုးပါရှင်ဗာประชาชนพม่ามีไหมဗာประชาชนพม่ามีไหมဆိုလို့ရှိရင်မြန်မာမှတ်ပုံနေရှိလားလို့မေးမှာပေါ့နော်ကိုယ့်ရဲ့မှတ်ပုံနေမေးတာနော်ကိုယ့်ရဲ့မြန်မာမှတ်ပုံနေမေးတာကိုယ့်ရဲ့မြန်မာမှတ်ပုံနေမေးလို့ရှိရင်มีครับရှိတယ်ဆိုရင်လည်းပေါ့နော်မရှိဘူးဆိုရင်လည်းไม่มีครับအဲ့လိုမျိုးပြန်ဖြေရပါမယ်ရှင်ဒါဆိုလို့ရှိရင်ทำเบียนบ้างพม่ามีไหมครับအဲ့လိုမျိုးမေးမှာပေါ့နော်မြန်မာအိတ်ထောင်စုစရင်ရှိလားပေါ့အိတ်ထောင်စုစရင်ကိုทำเบียนบ้างလို့ခေါ်တယ်နော်အဲ့တော့ကိုအားလို့ရှိရင်လေ့ကျင့်ထားပါနော်ทำเบียนบ้างพม่ามีไหมဆိုလို့အိတ်ထောင်စုစရင်ရှိလားလို့မေးလို့ရှိရင်ရှိရင်လည်းရှိတယ်มีครับမရှိဘူးဆိုရင်လည်းไม่มีครับအဲ့လိုပြန်ဖြေလို့ရပါတယ်နော်ဒါလေးတွေလေ့ကျင့်ထားဖို့လိုပါတယ်နော်ဒီလိုမျိုးပေါ့နော်အစားနေပြီးလို့ရှိရင်သူမေးလို့ရှိရင်ชื่ออะไรနာမည်ဘယ်လိုခေါ်လဲဥပမာကိုကနှင်းဖြူဆိုလို့ရှိရင်နှင်းဖြူခါနှင်းဖြူခါအမျိုးအာယူထောက်လိုက်အဲ့လိုမျိုးပြန်မေးလို့ရှိရင်အာယူထောက်လိုက်ဆိုလို့ရှိရင်25 23ဆိုလို့ရှိရင်လည်း23အဲ့လိုမျိုးပြန်ဖြေနော်ခေทำงานที่ไหนဘယ်မှာလုပ်ဖူးလဲဆိုလို့ရှိရင်ဥပမာခေทำงานကိုစက်ရုံတစ်ခုမှာလုပ်ဖူးတဲ့ဘန်ဘောမှာဥပမာထားပါတော့နော်ခေทำงานโรงงานบางบอนပေါ့နော်ဥပမာငါးတိတာစက်ရုံဆိုလို့ရှိရင်ဘန်ဘောโรงงานปลากระป๋องအဲ့လိုပြန်ဖြေရမှာပေါ့နော်ทำงานโรงงานอะไรมาသူမေးလို့ရှိရင်ဘာစက်ရုံလုပ်ဖူးလဲဆိုလို့ရှိရင်ဥပမာငါးတိတာစက်ရုံဆိုလဲโรงงานปลากระป๋องครับအမျိုးပြန်ဖြေရမှာပေါ့နော်มีพี่น้องกี่คนမောင်နှမဘယ်နှယောက်ရှိလဲအဲ့လိုဆိုရင်မောင်နှမ3ယောက်ဆိုလို့ရှိရင်3ခွန်2ယောက်ဆိုလို့ရှိရင်လည်း2ခွန်5ယောက်ဆိုလည်း5ခွန်ပေါ့နော်ဒါပေမဲ့အဓိကတော့1နဲ့3လေးကိုကတော့လေ့ကျင့်ထားဖို့လိုတာပေါ့နော်ဒါဆိုလို့ရှိရင်ဖာယူที่ไหนဆိုလို့ရှိရင်အဓိကအခုလက်ရှိနေတဲ့နေရာပေါ့နော်ဘယ်မှာနေတာလဲလို့မေးတာဒါဆိုလို့ရှိရင်ကိုဥပမာကိုကမဟာချိုင်ဆိုလို့ရှိရင်မဟာချိုင်ဝီလာမှာနေရဆိုလဲဝီလာပေါ့နော်မဟာချိုင်ဝီလာမှာနေပါတယ်ဆိုလို့ရှိရင်ယူမဟာချိုင်ဝီလာအဲ့လိုမျိုးပြန်ဖြေရပါမယ်ရှင်ไปทำงานข้างนอกได้ไหมအပြင်မှာလုပ်လို့ရလားဆိုလို့ရပါတယ်ได้ครับได้มีเมียไหมมีမရှိလားဆိုလို့ရှိရင်มีครับရှိလို့ရှိရင်လည်းပေါ့နော်ไม่มีครับမရှိလို့ရှိရင်လည်းมีลูกไหมคลีရှိလားဒါဆိုလို့ရှိရင်คลีရှိလို့ရှိရင်လည်းมีครับมีลูกกี่คนဒီမေးလို့ရှိရင်คลีဘယ်နှယောက်ရှိလဲဆိုလို့ရှိရင်2ယောက်ဆိုလဲ2คน1ယောက်ပဲဆိုလဲคนเดียวครับအဲ့လိုမျိုးပြန်ဖြေရပါမယ်ရှင်ใช้เครื่องไปไหมဒါဆိုလို့ရှိရင်အဆက်သုံးတက်လားပေါ့နော်ใช้เครื่องไปไหมဥမာမသုံးတက်ဘူးဆိုလဲမသုံးတဲ့မတက်ဘူးပေါ့ไม่เป็นเขาသုံးတက်လို့ရှိရင်เป็นเขาပြန်ဖြေရပါမယ်နော်มีล้อไหมဒါဆိုလို့ရှိရင်ကားရှိလားပေါ့နော်ကားရှိလားဆိုလို့ရှိရင်ရှိတယ်ပေါ့နော်ဆိုင်ကယ်ရှိရင်လည်းရှိတာပေါ့ဥပမာကိုမှဆိုင်ကယ်ရှိလို့ရှိရင်လည်းมีมอเตอร์ไซค์ครับပြန်ဖြေရပါမယ်ရှင်เคยทำงานเกี่ยวกับไฟไหมและเส้นနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ဘူးလားတဲ့လက်စင်းနဲ့ပတ်သက်တဲ့လုပ်ဆိုလို့ရှိရင်ကိုကလုပ်ဘူးလို့ရှိရင်မီးနဲ့ပတ်သက်တာဟာပေါ့နော်အဲ့ဒါလုပ်ဘူးရင်လုပ်ဘူးတယ်ခေးထားမလုပ်ဘူးဆိုไม่ခေးထားပေါ့နော်အဲ့ဒါဆိုတော့กินเหล้าไหมกินหมาไหมกินบุหรี่ไหมดูบุหรี่ไหมပေါ့နော်กินเหล้าไหมဆိုတော့ရက်တောက်တာလားပေါ့နော်မတောက်တာဘူးဆိုလို့ရှိရင်ไม่กินครับစလိတ်တောက်တာလားဆိုလို့ရှိရင်မတောက်တာဘူးဆိုလို့ရှိရင်ไม่ดูครับကိုစလိတ်တောက်တာလို့ရှိရင်တော့
ดูครับอารมณ์แบบเพียมาบ่เนาะใส่รองเท้าใส่อะไรเราโซลูชันพนาใส่ไปเรา